မမတွေဘလောက်ချစ်တက်လဲဆိုတာကိုမှာယူပေးထားတဲ့ကိမို့ဒီဇိုင်းလေးကိုကြည့်လိုက်တော့မမတွေအရန်ချစ်တက်တော့ပဲဒီကိတ်လေးကတော့ချောကလက်ကိတ်သားလေးပေါ့နော်ချောကလက်ကိတ်သားကိုမှကစတမာလေးကအခုလိုမျိုးပုံလေးကိုဆွဲကြည့်နေဆိုပြီးတော့မှာယူထားတဲ့ပဲဖြစ်ပါတယ်ဒီကိတ်မှုကိုပြီးတဲ့အခါကျလို့ရှိရင်ပေါ့နော်တက်စုကဒီမော်လမြိုင်တနေရာကိုတွားပြီးတော့ပို့ပေးရမယ်ပေါ့နော်ကစတမာလေးကတက်စုလုတ်ပြထားတဲ့ကိမို့ဒီဇိုင်းလေးကိုကြည့်ပြီးတော့ဒီကိတ်လေးကိုလိုချင်ပါတယ်ဆိုပြီးတော့မှာထားတဲ့ပဲဖြစ်ပါတယ်ကိတ်ဆက်လေးကတော့အမှားများနဲ့လေးလက်မှတ်ကိတ်ဆက်လေးပေါ့နော်မမတွေကအရန်နဲ့ချစ်တတ်တယ်အရန်နဲ့အချစ်ကြီးပါတယ်အဲ့တော့အချစ်ခင်ရတဲ့မောင်လေးကတော့တော်တော်လေးကိုမာတိခံပေးရမယ်လို့ထင်တယ်ပေါ့နော်အခုချိန်နဲ့သူကရောမမတင်လားညီမကြီးတင်လားဒါမှမဟုတ်ကိုကမောင်တင်လားကိုတင်လားဆိုတာကိုလည်းပြောခဲ့ပေးအောင်နော်အမှတ်တရလေးဖြစ်ပေါ့နော်ကိမုန်လီကတော့အခုလိုမျိုးလေးလက်မကနေစပြီးတော့ဆန်းဆန်းလက်မတရှိပါတယ်ကိုစိတ်ကြိုက်ပေါ့နော်မာယူအားပေးလို့ရပါတယ်ရှင်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့စီမာလာပြီးတော့မြင်မြန်ဆုံစမ်းလို့ရပါတယ်တစုကဘယ် site ဆိုလို့ရှိရင်ဘယ်ဈေးဆိုပြီးတော့အတိအကျဒီတေချာပြောထားပေးတာမို့လို့ပေါ့နော်သိချင်တယ်ဆိုလို့ရှိရင်တော့စီမာလာပြီးတော့မြင်မြန်ပေးပါနော်ကိမုန်လီကတော့မော်မြိုင်မြို့တွင်ကိုပဲပို့ပေးပါတယ်ရှင်တခြားဘယ်မြို့နယ်ကိုမှကိမုန်ဖြစ်တဲ့ကြောင့်မို့လို့ပေါ့နော်တစုကပို့လို့မရပါဘူးဒါလေးဟာဆိုလို့ရှိရင်အပြက်စီထိခိုက်အရန်ညားတယ်ပေါ့နော်အရန်ကိုမှတေချာလေးပို့ပေးရတာမို့လို့တခြားနယ်ဝေးဆိုလို့ရှိရင်ဘလို့မှပို့ပြီးလို့အဆင်မပြေပါဘူးအခုကတော့ customer ဆွဲခိုင်းတဲ့ပုံလေးကိုပြီးပြီပေါ့နော်ပြီးလို့ရှိရင်တော့သူရေးခိုင်းတဲ့စာလေးရဲ့သူရေးခိုင်းထားတဲ့အသက်လေးရဲ့ကိုအခုလိုမျိုးအရုပ်ပေါ်မှာရေးလိုက်မယ်ဆိုလို့ရှိရင်လုံးဝကိုမှပြည့်စုံစွာနဲ့ပြီးဆုံးသွားပါပြီမှာယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်ဒါရီကတဆူဒီမုတ်တမကနေလာပြီးတော့အိမ်မှာလာယူမယ်လို့ပြောထားတဲ့ကိတ်လေးပေါ့နော်